Yeah, she is good. Yeah, me. Happy, yo. When I can try. ဆရာဝန်နဲ့တွေ့ရမယ်ဒီနောက်ရကြရင်ဝမ်းဟိုကုန်သွား One share. ဝမ်းရှင်းနေစီတိုက်ရင်ဘက်ကခွဲတယ် Aku apa hobi lah dia. အဖွား Apa. Atra sana ya lah ya dah. You'll be fine. 一起ရုပ်တင်ကြည့်ကြဘာမှပြောတာမိစီဆိုဘယ်လိုမျိုးလဲဆိုမိစီအိတ်သွားတယ်လို့ဘာမှ experience bro စေတာလောက်မိ you're not gonna forget me no I'm not You might come back. ဒါ CT scan ရိုက်ဖို့ဒီ15မိနစ်တခါတောက်ပါတယ်ကွာတနာပါတယ်နိုင်လေးက pinky လေးဟမ်ကဲအမကြီးက CT scan ရိုက်တာအလက်ချစ်ကဖြစ်ဆေးရမတည့်တော့အမ CT scan 15မိနစ်ပဲကြာမဲဟာ2နာရီ3နာရီလောက်ကြာသွားတယ်ပေါ့နော်အိပ်ပျော်နေအမကြီးကဆေး နိုင်တော့အိပ်ပြော အိပ်ပျော်နေအခုလည်းအိပ်ချင်ပါတယ်9နာရီ6နာရီလောက်ထိအိပ်ချင်ပါတယ်အဲ့ဒါအခုဘာမှမစားရသေးဘူးမနေ့ကစကန်ရိုက်မှာဆိုတော့ဘာမှမစားရသေးရောအခုအမမုန်းလိုက်ကျွေးရဘာမှလိုက်တာ ဆယ်မန် ဆမ်မောဟိုအကင်လားအစိမ်းတွေကစားမရအောင်နော်လုံးဝ no infection ဝင်ပါဆိုတော့နောက်လည်းမစားနဲ့ရောဆမ်မောဆာရှိမီတွေပါလေနော် ရတော့ နော်ရတော့ okay နောက်ဆုံးတော့ငါပြောစကားနားထောင်အောင် yes sir နားလေးစားနေနားနဲ့ချက်သားနဲ့အကောင်းဆုံးဆိုလို့ဆရာဝန်ရဒီနေ့ခွဲလေးမနေ့ရပြီဒါပေမဲ့မနေ့ရတော့က result ပြန်ကောင်းတဲ့အတွက်ဒီနေ့နည်းနည်းတော့စိတ်သက်သာရနေပေါ့နော်100ရာခိုင်နှုန်းအလုံးက90ရာခိုင်နှုန်းအလုံးကျသွားတယ်ပေါ့ ထည့်ပြီးတော့ထိုင်ရ အေးရအဲ့လိုပဲပေါ့နော်စိတ်ခဲဒီမှာ2ရက်စာဒီမှာထည့်နေပါတယ်ဂျားထဲမှာပေါ့နော်ယူရိုဖြစ်ပြတ်သွားတာနောက်ထပ်3-4ရက်လောက်ပေါ့နော် emotional တွေပေါ့နော်အဆုံးဘလုံးပါပဲခုလောစေဆေးရုံရင်သွားမယ်ဒီစမခွဲစင် fight it okay now fight it you can do it ဆွဲကြလူရအောင်ဟောပါလေ ဆွဲကြတော့ မတတိအဘိုးကြီးနဲ့ ဟုတ်တယ်တာမဆွဲကြနေတယ်မှာတွေးတာ ခံတော့ရောက်ပါပြီကျေကြီးပဲနော်စင်ကယ်ရုံးနော်ဟာ12ထပ်မှာနော်ဟုတ်မပကြီးကားလေးရပါတယ်ဖေးဖို့စင်ရဲแต่อุ้มอยู่แต่น้องสายอะไรมาจะพาอากาศดีสุดแล้วคุณเนาะ ခုနကတော့သူကနေပြီဒါလေးကတော့ခုနခါမြောက်ဝင်းချူပြီးတော့ဗောနော် Good Give me a thumbs up ဆရာဝန်တွေကြောက်နေမှာနော်ဖြစ်တယ်ဒီမှာပဲလေ ကဲသူကတော့အေးစေးခွဲစိတ်ခံအောင်လက်မထောင်ပြီးဝင်သွားပါပြီကိုရီးယားကတော့စဆောင်ပြီးတော့ပဲအချိန်ကုန်တာအရန်နေအနည်းဆုံးတော့3နာရီလောက်ကြာမယ်တဲ့ခွဲစိတ်ကတကယ်လို့ပေါ့နော်ထပ်ပြီးတော့တကူပေါ့နော်သူဆရာဝန် second option ပြောထားတာထပ်ခွဲစိတ်ရမယ်ဆိုရင်9နာရီလောက်ကြာနိုင်တယ်ပေါ့နော်ဒါပေမဲ့အခု
ညာထပ်ဆောင်ကြည့်တာပေါ့ဒါကတော့သူလိုချင်တဲ့အယုတ်လေးကိုစေးရုံကကီးရှော့မှာပဲသွားဝယ်နေတော့မှစေးရုံကဖုန်းဆက်လာဆရာဝန်က2 နာရီနဲ့ခွဲစိတ်မှုပြီးသွားတယ်ပေါ့အဲ့ဒါနဲ့ချက်ချင်းခွဲစိတ်ကန်ရှိကိုပြီးကြတာပေါ့ဟေးရုပ်ပါ ဟုတ်စားတယ် အခုလည်းပြောว่าမနေ့ပြန်ဆရာဝန်လာမယ်တဲ့နော်အကုန်ကောင်းတယ်တဲ့အခု တမပြိုရောက်ထိုးချတာ ဘယ်မှာလဲ အဲ့ဒီမှာသူဒီ gas လေးဟိုချီအောင်ဟယ်လို အိတ်တော့ happy နော် happy အိတ်တော့မငိုဟောလာပြီပပလာ ကောင်းလို့တိတ်မလဲ ခဏက ငိမ့်နေစမညင်နေ ခိုင်ပြီးကဘာတခြားနေရခွဲတာ ဟုတ် လေ ကဲ့အလက်ချစ်သေးဘာသာသမီးက စေးမတည့်တာ စိတ်မထဲ အဲ့ဒါမို့လည်းဆရာခေါ်ထား မိမိလေးနေကြောင်း အ အား မှ လုံး န် ယူ တိုင်း ရတယ် အခုအိတ်ချင်ပါတဲ့အိတ်တော့ ဘာလို့ဆိုဆရာမအိတ်စီလာထိုးပြီးတော့အလက်ချစ်တွေအများကြီးထားပါတိပန်းကျင်တာ ပန်းချလိုက်တော့ ပန်းအိတ်ချင်ဘူးဆရာမလိုက် တမုတ်လေးဟိုကလည်းလားအိတ်စီထိုးရထိုးပြီးမှထွက်တာ အခုဘာလို့ဘာဝါလီအခုတယ်ဘာတည်းအိမ်နေမှာ ပြပါဘူး ဒီဘာပါလဲအဲ့ဒါဘူးခေါ်တယ် ဒီပြီးတော့လား မဟုတ်ဘူးအဲ့ဒါဘူး ဘယ်ဟာလဲအိတ်တော့ တမုတ်လေး အလက်ချစ် အ လ လား ည်း ချ ချင် တိုင်းမိတိုင်းဆိုဟီဟီတဲ့တခါလုံးကြီးတယ်ဒီလည်းအာ သမီးကထိုင်းလို့မတောက်ပြောပြီးထိုင်းလို့ပြန်ဖြေတာဟုတ်အဲ့တော့ရီမှာပေါ့ ခုတိုင်းမိတိုင်းတတ်တယ်မီရဲ့နေ ခွဲစိတ်မှုကတော့အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီကံကောင်းခြင်းတော့ဒီအလုံးကိုခွဲစိတ်နေတဲ့အချိန်အမြန် test လုပ်ကြည့်တဲ့အချိန်မှာတော့ဘာမကောင်းတဲ့စင်မှမရှိနေပါဘူးဒါမဲ့အလုံးရဲ့ကြံရှိတဲ့အပိုင်းတွေကိုတော့ဒါ lab မှာပို့ထားရပေါ့နော်အဲ့ result ကတော့ထပ်ဆောင်ရပါအောင်မယ်ညတနား35သူကတော့နူးပြီးစကားအိပ်ပြောဟာတိုင်းပြောကြားတယ်နင်းလာလားနာခုနကလည်းနာစကမေးတာအဲနာလာတဲ့1နဲ့30မှာဆိုဘယ်လောက်လဲတဲ့သူကပြောဘာဖြေလဲဒီလား0တဲ့ကောင်းသွားပြီအိုးမိုးရွာနေဒီနေ့အေးချမ်းချမ်းလေးပြီးသားတဲ့ဘောပေါ့ဟေးဒါတော့ခွဲပြီးတဲ့နောက်နေ့မနက်လမ်းလေးရှောင်းနိုင်ပြီထိုင်လေးထိုင်နိုင်ပြီအစားတော့မစားသေးဘူး apple juice ပေါ့နော်အရည်လေးပဲတောင်းလို့ရတယ်ပေါ့နော်တော်တော်လေးတော့ strong ဖြစ်တယ်လို့ပြောလို့ရတယ်ကဲဒီနေ့ဆေးရုံဆေးရမယ်မနက်ပါဒါမဲ့ဆရာဝန်လာမှတီးရမှာသူတို့ဘေးစင်မလားဘေးစင်မလားမနေ့ကပြောထားတာ breakfast တဲ့အရေးပဲဝင်လို့ရတယ်။ you are အီမမပေါက်တာ ဟုတ်တယ်အဲ့လောက်ပါရတယ် အဲ့ဆို yeah breakfast diet is orange juice ginger ginger and apple juice မနေ့ကတော့ apple juice only ပဲ ခုက orange ပေါ့ cheers ကျမတို့ပေးလို့လေ cheers ကြာမင်းနဲ့ပြူပြီးစီးရတော့မီဟေးခြေထောက်ကလေးကြည့်အောင်စီးရစီးရတော့မအင်းကြီးလေးနဲ့ပေါ့အမေအစင်းရောင်လေးနဲ့အလေးI can eat ဘာလဲဆို ခဲခြေထောက်ပဲငါတွန်းနေတာတူကဲစားရတော့မေဖောက်ပေးမယ်ပြည့်စားဆင်းတော့မှာပေါ့ yes good very good line အဲ့တော့စင်မကဈေးရုံမှာ3ညအိတ်လိုက်ရတယ်ခွဲစိတ်မှုကတော့အဆင်ပြေပြေချောချောမွေ့မွေ့နဲ့
အလွယ်ကူဆုံးပြီးသွားတယ်လို့ပြောလို့ရမယ်ဆရာဝန်တွေလည်းတုံကြပါတယ်စင်မဆိုလေဖေးကိုခံစားမှုမရှိတဲ့အတွက်သူနာကျင်မှုလည်းသူမရှိဘူးပေါ့နော်မြန် recovery ပြန်ဖြစ်တယ်ဆိုတော့တော်တော်လေးအဆင်ပြေခဲ့ပါတယ်ဒါကတော့တပတ်ကြာတဲ့အချိန်မှာ lab ကအဖြေကိုနားထောင်ရင်းနဲ့ဆရာဝန်ရုံကျေးဇူးတင်စကားပြောဖို့ဒီမှာပန်းစည်းလေးနဲ့အသီးလေးနဲ့ယူပြီးတော့ကျမတို့နေရာသွားခဲ့တယ်ပေါ့နော်ဒါပေမဲ့ထင်ထားသလို result ကတော့အရင်မကောင်းခဲ့ဘူး mass ရဲ့30%တော့မကောင်းတဲ့ဒီ cell တွေရှိနေတဲ့အတွက်ကြောင့်မလို့စင်မက chemotherapy လုပ်ရမယ်ဆရာဝန်က stage 1 သတ်မှတ်တဲ့အတွက်ဆေးကို6ခါသွင်းရမယ်ကြာချိန်ကတော့4လကြာမယ်ဒါပေမဲ့ဒါကစိုးရင်ရတဲ့အခြေအနေတော့မဟုတ်ဘူးစိတ်ပူရပေမဲ့ပေါ့နော်ဒါကုသလို့ရတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့စင်မရောမြောင်ရောဒီချာလေးကျမရေကိုဂယူဆိုင်ပြီးတော့မြန် recover ဖြစ်အောင်ကြိုးစားနေပါတယ်စင်မနဲ့မြောင်ကိုစိတ်ပူပြီးတော့အထူးသဖြင့်စင်မပေါ့နော်လာပြီးတော့မေးကြတဲ့လူတွေရောဆုတောင်းပေးနေကြတဲ့လူတယောက်ချင်းစီတာရောကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် vlog ဒီမှာစင်မနဲ့ကျမ update လေးတွေထပ်ပြီးတော့တင်ပေးတော့ပါမယ်နော်